unit ကိုခွာတဲ့နည်းလေးကိုပြပေးပါဆိုပြီးတော့ကျွန်တော်တို့ဒီမှာကိုချစ်တူကလာပြီးမှန်းထားတဲ့အတွက်ဒီမှာ unit ခွာနည်းလေးကိုကျွန်တော်တို့ပြပေးထားပါတယ်အရင်ဆုံးဒီ unit ပေါ်မှာရှိတဲ့နှစ်လေးလုံးကိုဒါဖွင့်လိုက်ပါမယ်ဒါဒီအသုံးပြုနေကြလို့ဆိုရင်တော့ဒါလုပ်ဖို့အတွက်မခက်ရင်ပေါ့နော်ဒါပေမဲ့လုံးလေးလောက်ထားမရှိရလူကြဒါတွေကိုသိမသိပါဘူးအဲ့အတွက်ပြပေးတာဖြစ်ပါတယ်ပြီးလို့ရှိရင်ဒီအဖုံးခွာပြီးလို့ရှိရင်ကတ်တာနဲ့ဒီမှာနှခမ်းကုတ်ထားတဲ့နှခမ်းကိုဆွဲပြီးတော့လမ်းလိုက်လို့ရှိရင်အထက်ကအိုးနဲ့ဒီတန်လိုက်နဲ့ဖလန်နဲ့အတွဲလိုက်ထွက်လာမှာဖြစ်ပါတယ်ဒီလိုနှခမ်းကိုခွာပြီးတဲ့အခါကျလို့ရှိရင်အထက်ကအိုးနဲ့အောက်ခံနဲ့ဒီလိုအတွဲလိုက်ထွက်လာမယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်ဒီအမာချောင်းလေးတစ်ခုခုနဲ့ဒီလိုအပေါ်ကနေဒီလိုမျိုးရိုက်လိုက်လို့ရှိရင်သူကအသေးတက်ထားတာမဟုတ်တဲ့အတွက်နည်းနည်းဟတော့ပါတယ်ဟတော့တဲ့အချိန်မှာဝုတ်လန်းနဲ့ထိုးပြီးတော့ကလန်းလိုက်လို့ရှိရင်အထက်ကတက်လိုက်တော့ဒါထွက်လာမှာဖြစ်ပါတယ်ဒါမဲ့တစ်ခုရှိတာဒီလိုခွာပြီးလို့ရှိရင်ဒီတန်လိုက်ပြန်ရင်မှပဲ unit ကပြန်ပြီးတော့အသုံးပြုလို့ရပါတယ်ဒီတိုင်းပြန်ထည့်ပြီးလုံးလို့အဆင်မပြေတော့ပါဘူးဗျာအဲ့တခါတလေမှကြောက်လို့ရှိရင်ဒီ unit တွေဟောင်းနေတဲ့အခါကျတော့ net တွေဖွင့်ရတာဖြုတ်ရတာအခက်အခဲရှိပါတယ်အခက်အခဲရှိတဲ့အခါကျလို့ရှိရင်ဒါနည်းနည်းနည်းမျိုးစုံသုံးပြီးတော့ဖွင့်ရတာမျိုးလည်းရှိတယ်ပေါ့နော်အခါလေးကျတော့တန်ကြီးရွှေစေးသုံးရင်လည်းရပါတယ်အဲ့တော့အဖုံး net လေးတွေတချို့ဟာလေးတွေပြုံးနေတာကြက်နေတာမျိုးအဆင်မပြေတာလေးရှိလို့ရှိရင်အုံးစီလေးနဲ့ဟိုနက်မချွတ်ခင်နည်းနည်းလေးစိန်ထားတာဖြစ်ဖြစ်အဲ့လိုလုပ်ပြီးရင်တော့ပို့ပြီးတော့ထွက်တာမြန်ပါတယ်ဒီလိုမျိုး unit တွေကိုခွာမယ်ဆိုရင်ဟိုကလုံးလုံးအသစ်ပြန်ဆင်မယ်လို့စိတ်ပင်းဖြတ်ပြီးမှခွာတက်ပါတယ်တကယ်လို့ဒီလိုခွာကြည့်ပြီးလို့ကိုကပြန်သုံးကျင်တယ်ဆိုလို့ရှိရင်အသစ်ပြန်ဆင်မှပဲအဆင်ပြေတဲ့အနေအထားဖြစ်တော့ပါတယ်ဒါကိုဒီတိုင်းခွာပြီးတဲ့အခါကျပြန်ထည့်လုံးလို့ရှိရင်ဘလို့မှဒီတန်လျာထွက်တော့ပါပြီအဆင်ပြေနိုင်တော့မှာမဟုတ်ပါဘူးဒါကြောင့်လုံးဝပြင်မယ်လို့စိတ်ပိုင်းဖြတ်ပြီးမှခွာတင်ပါတယ်ဒီခွာကဒါတခါတည်းကြာရင်ကျွန်တော်တို့ဒီကွန်ပျူတာတန်လိုက်တွေနဲ့လာတာမျိုးတွေရှိတတ်ပါတယ်အဲ့ဒီခါကျရင်ဒီလိုလွယ်လွယ်ကူခွာလို့မရပါဘူးဒီခွာတဲ့အခါမှာလည်းလက်ကိုအနေနဲ့ရှိနိုင်ပါတယ်ကွန်ပျူတာတန်လိုက်ဆိုတာကတန်လိုက်အသွင်းစရာမလိုတဲ့ဒီ4000တန်လိုက်တုံးကြီးကိုပြောတာပါအဲ့လိုတန်လိုက်မျိုးဆိုရင်ဒီလိုခွာလို့မရပါဘူးဒီတက်တုံးတွေပါတယ်နဲ့ကလန့်ပြီးမှလောက်ရတာပါတော်တော်လဲလူတွေအနေနဲ့များပါတယ်အဲ့ဒါမျိုးတန်လိုက်မျိုးဆိုရင်တော့တတိထားပြီးမှဖွင့်မှရပါမယ်ဒါတော့သူအထက်မှာပါတဲ့ပစ္စည်းတွေကိုကျွန်တော်တို့အဟောင်းလုံးတွေပါတယ်ပြန်ပြင်တဲ့အခါကျရင်တော့ဒီလိုပစ္စည်းတွေကိုပြန်ထည့်မသုံးမဲ့နဲ့ဒီတန်လိုက်တုံးကိုပဲယူပြီးတော့အတွင်းထဲကပစ္စည်းတွေကိုဘာမှပြန်မသုံးမဲ့နဲ့အကုန်လုံးအသစ်ထည့်ပြီးတော့ဆင်ပေးတာဖြစ်ပါတယ်ဒါဆိုရင်တော့ဒီ unit ခွာနည်းလေးကိုဒါနားလဲသွားမယ်လို့ထင်ပါတယ်ရှေ့ဆက်ပြီးတော့လည်းကျွန်တော်တို့ဒီလိုဘိုးသွတ်တိုက်ရတဲ့ဗီဒီယိုလေးကိုအမြဲတမ်းတင်ဆက်ပေးမှာဖြစ်တာကြောင့် like နဲ့ subscribe ကလေးလုပ်ခတ်ပေးဖို့မြစ်တာရက်ခတ်နေပါတယ်